တနေ့မှာဖိုးသူတော်လေးဖိုးတုတ်ဟာကျောင်းဝိုင်းထဲကတရက်ပင်ကြီးအောက်မှာစာဖတ်နေရင်အပင်ပေါ်မှာအရန်ကိုကြီးမားတဲ့ပြားအုံကြီးတအုံကိုတွားတွေးလိုက်တဲ့ပြားရည်တွေကလည်းတဆက်ဆက်နဲ့ကျနေတာမြင်တော့ဖိုးတုတ်ကတွားရည်ကျလာတာပေါ့ဒီပြားရည်တွေကအရန်ချိုမှာပဲငါအကုန်ယူပြီးဆရာတော်ကိုလည်းကတ်ငါလဲစားရင်ကောင်းပါပဲလို့စဉ်းစားမိတယ်ဒါပေမဲ့ဖိုးတုတ်ကပြားတုံးမှာကိုကြောက်တော့ညံနေဆန်းထုတ်ပြန်တာပေါ့သူကပြားဆိုတာအကောင်သေးသေးလေးတွေပဲငါကလူကြီးပဲဟာငါကကောင်းကောင်းမွန်မွန်တောင်းရင်သူတို့ပေးမှာပဲဆိုပြီးပြားအုံအောင်သွားရက်လိုက်တယ်ပြီးတော့ပြားတွေကိုရက်တောင်လေးခက်ရင်ဟေ့ပြားတို့ငါကဒီเจ้าကဖိုးသူတော်ပါမင်းတို့စီကပြားရည်လေးနည်းနည်းလောက်အလှခံခြင်းလို့အေးစစ်စစ်ပေးကြစမ်းပါလို့လှမ်းပြောတယ်ပြားတွေကတော့ဘာမှပြန်မပြောပဲတဝီဝီနဲ့ပြန်နေတာပေါ့ဖိုးတုတ်ကသူပြောတာကိုသဘောတူတယ်မှတ်ပြီးတစ်ကိုင်းတစ်ချောင်းနဲ့ပြားအုံကိုခပ်ဖွားဖွားလေးသွားလို့လိုက်တဲ့အခါမှာတော့ဟူးဆိုပြီးပြားတွေအုပ်လိုက်ကြီးထွက်လာပြီးဖိုးတုတ်ကိုဝိုင်းတုတ်ကြတော့တာပေါ့ဖိုးတုတ်လည်းကဲကြပါဦးကဲကြပါဦးနဲ့အော်ဟစ်ပြီးရေကန်ထဲကိုငုတ်ချလိုက်ရတဲ့ခဏကြာလို့ပြားတွေထွက်သွားတော့မှရေကန်ထဲကနေဆူဆူရွှဲရွှဲနဲ့တုံတုံရင်တက်လာခဲ့တယ်မျက်နှာမှာလည်းပြားတုတ်ထားလို့ဖူးယောင်နေတာပေါ့ဆရာတော်ကဒါကိုမြင်တော့ဖိုးတုတ်မင်းဘာဖြစ်လာတာလဲလို့မေးတယ်ဖိုးတုတ်ကရှက်ရှက်နဲ့ကျွန်တော်ကပြားတွေကိုအေးဆေးတောင်းတာကိုသူတို့ကမေတ္တာမရှိပဲဝိုင်းတုတ်ကြတယ်ဖះလို့ရှောက်တယ်ဆရာတော်ကပြုံးပြီးဖိုးတုတ်ရဲ့ပြားဆိုတာသူ့အိမ်ကိုလာထိရင်ရံမှုတက်တဲ့တဘာဝရှိတယ်မင်းကသူတို့ခများပင်ပန်းပန်းရှာထားတဲ့ပြားရည်ကိုအလကားလိုချင်လို့သွားတော့တာကိုလောဘတက်ရင်ဘေးဒုက္ခရောက်တတ်တယ်ဆိုတာအခုတော့သိပြီမလားလို့မိန့်တော်မူတယ်ဖိုးတုတ်လည်းမျက်နှာလေးကိုပွင့်ရင်မှန်လားပါဖះသူများပိုင်ဆိုင်တာကိုကအတင်းအဓမ္မလိုချင်ရင်ကိုပဲနာကျင်ရတမန်အခုမှကောင်းကောင်းကြီးသိသွားပါပြီလို့ပြန်လျှောက်လိုက်ပါတော့တဲ့ပုံမြင်လေးရဲ့ပညာပေးသင်ခန်းစာကတော့တတူတပါပင်ပန်းရှာဖွေစုဆောင်းထားတဲ့ပိုင်ဆိုင်မှုကိုမတရားလိုချင်တဲ့လောဘဟာကိုယ့်ကိုပြန်ပြီးဒုက္ခပေးတတ်ပါတယ်နှစ်ဘဲအရာကိုမဆိုမလုပ်ခင်မှာတဘာဝနဲ့အကျိုးပြစ်ကိုတေချာစဉ်းစားဆင်ခြင်ရပါမယ်